အေယာဝတီတိုင်းဒေသကြီးဗန်တနော်မြို့တရက်ကွက်ရှိလူထုအခြေပြုဘူဌာနကွန်မြူနတီစင်တာခမ်းမမှာတည်သက်မိသက်တပ်ဖွဲ့ဝင်များအကျိုးအခြေခံမိသက်ပညာသင်တန်းအမှတ်စဉ်2/2026ဖွင့်ပွဲအခမ်းအနားကိုကျင်းပပါတယ်။ပထမစွာအခမ်းအနားကိုမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်ဝင်းဖိတ်ကြားထားတဲ့ဌာနဆိုင်ရာများအရန်မိသက်တပ်ဖွဲ့များလုပ်ငန်းရှင်များတက်ရောက်ပြီးမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကတင်နန်းဖွဲ့အမှာစကားပြောကြားပါတယ်။ဆက်လက်ပြီးမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမျိုးနိုင်ကတင်နန်းဖွဲ့အမှာစကားပြောကြားပြီးမြို့နယ်မိသက်ဦးစီးမှုဦးမောင်မောင်ကတင်နန်းဖွင့်လှစ်ရခြင်းရွေးချက်ကိုရှင်းလင်းပြောကြားပါတယ်။အဆိုပါတင်နန်းကိုတက်ရောက်တဲ့တင်နန်းသား90ဦးကိုအခြေခံစေပြဘာသာရေးသင်ခန်းစာများမိအတန်းစားများခွဲခြားခြင်းမိသက်စေဘူးမျိုးကြောင်းရှင်းလင်းသင်ကြားခြင်းရှေးဦးမင်းသိပစ္စည်းများကြောင်းသင်ကြားခြင်းအပေါ့စာမိသက်ဆက်များကြောင်းသင်ကြားခြင်းမိသက်ရင်များကြောင်းသင်ကြားခြင်းများကိုစာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ